တယ်ညီလေးလူတစ်လားလာခုံလေးယူပြီးအကိုနားလာထိုင် ဟုတ်ကဲ့ကိုဟောအေးညီ ဟုတ်ကဲ့ဗျာ ဒီနေ့မှလူတက်မလား ဟုတ်တယ်ဗျာ မနေ့စားရပါစားပြီးသွားပြီလား မစားသေးဘူးဗျာ အေးပတ်ဆက်တော့ပါရမလား ဟုတ်ပါတယ်ဗျာဟုတ် အေးဒီနားမှာကုန်းဆိုင်လေးရှိရကွာအကိုလည်းမစားရဘူးမဟုတ်လေးတော့ ဟုတ် ပတ်ဆက်ပါတယ်မလား ဟုတ်ပါတယ်ဗျာဟုတ် ဒီတော့နော် ကျွန်တော်တောင်းဝင်လိုက်မယ်ဗျာ A few moments later. အခုမုံကြောင်လေးနဲ့ရှက်ဘူးလေးတော့ဝယ်နေပြီအဆင်ပြေတယ်မလားလို့ အေးညီလေးအဆင်ပြေတယ်ညီလေးဂျိုင်းမလာခင်စားလိုက်ရအောင် ဟုတ် အေးကြီးဒါဘယ်လောက်ကြာ ကိုက8000ကျတာကို စိုက်ထားလိုက်ကွာနော် ဟုတ်ကဲ့ရပါတယ်ကို ဟဲ့နင်တို့ကဘာလုပ်နေကြလဲဒါရုံးချိန်ရေးဆိုတော့မသိကြဘူးလားဟမ်ကောင်းလေခုမှအသိရောက်လာမလားနင်အဲ့ဒါကိုလေအလိုက်ကန်းဆိုမသိဘူးစရောက်ချင်းတဲ့နေ့ကနေကပြောနေရတာပဲပြီးလို့ရှိရင်လေနင်တို့နှစ်ယောက်စလုံးလေသိလားဖိုင်ကြီးထဲမှာလေတယောက်ကို9000စီလာထည့်ကြနောက်ခါဒါပြဘတ်တော့မှဖြစ်စေနဲ့